ရာတော်ကိုဓာတ်ရိုက်ဆက်တွေ့တာမရှိဘူးမှန်ပါဆရာတော်မသိဘူးပေါ့နော်မှန်ပါတယ်သူsocial media သုံးပြီးဆက်တွေ့တာလည်းဖြစ်နိုင်တယ်ပေါ့လေဆက်တွေ့ပြီးဆရာတော်သုံးတဲ့အကောင့်မဟုတ်ဘူးဆိုရင်လည်းဆရာတော်မကြည့်မိနေလည်းပေါ့မှန်ပါဆရာတော်မသိတာတော့သိကြတယ်မှန်ပါဆရာတော်သူဆက်တွေ့တာမဆက်တွေ့တာတော့ဆရာတော်လည်းသူမဟုတ်တဲ့အခါကျတော့သိချာမသိဘူးပေါ့နော်မှန်ပါဆရာသတင်းဌာနဆိုတော့တနည်းနည်းနဲ့တော့ဆက်တွေ့ပါလိမ့်မယ်ဆရာတော်မသုံးတဲ့မီဒီယာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆရာတော်မဖတ်ဖြစ်နေတာပဲဖြစ်ပေါ့ဆရာတော်မှာတနေ့ဆက်တွေ့တာတွေကများတယ်မှန်ပါဆရာများတော့မဖတ်ဖြစ်တာတွေရှိတယ်မှန်ပါဗျာသုံးနေကြခဏဆက်တွေ့နေတဲ့လူတွေကတော့သူတို့ရဲ့ message တွေရှားတာလွယ်တယ်ထိတ်ကိုရောက်တာခဏပေါ့မှန်ပါတစ်ခါပို့တယ်မကြဆက်တွေ့တဲ့လူတွေကြတော့သူ့ရဲ့ post ကဆရာတော်စီရှေ့မှာပေါ်တာပေါ့လေမှန်ပါတစ်ခါလေးမှဆက်တွေ့တဲ့လူတွေဒီနေ့ဝင်တဲ့ message တွေအများကြီးဆိုတော့ကိုနောက်ကြီးရောက်သွားရင်ဆရာတော်ကကြည့်ပြတော့ပေါ့နော်မှန်ပါအားရလည်းပါတယ်ဒီဟာစကန်ရှိတဲ့အခါကျတော့မှန်ပါအဲ့တော့ဆရာတော်ကတော့ကိုယ့်ဘက်ကအပိုင်းပဲကိုပြောတာပါသူ့ဘက်ကအပိုင်းတော့ဆရာတော်သူပြောတယ်လို့ပဲလက်ခံပြီးရေးတယ်လေမှန်ပါသူ့ရဲ့အမြင်ပေါ့နော်သူဆက်တွေ့တယ်ဆိုလည်းဆက်တွေ့တယ်ပေါ့မှန်ပါသူကလည်းသူဆက်တွေ့တာမဆက်တွေ့တာတစ်ပိုင်းလေမှန်ပါအဲ့ဆိုတော့လင်းဌာနတူကပြောတာပေါ့နော်မှန်တယ်လေအားလေးပြသူလည်းဆက်တွေ့မယ်ဆက်တွေ့လို့ဒါပေမဲ့တကယ်ကိုအဆက်တွေရှိတဲ့လူတွေဆက်တွေ့တာမဟုတ်တာတော့သိကြတယ်ပေါ့နော်မှန်ပါဆရာတော်ကိုဆက်တွေ့ခြင်းနဲ့ဆိုရင်ဆရာတော်နဲ့ဘယ်လိုလဲဆက်တွေ့ရှိတယ်ဆက်တွေ့ရှိတဲ့လူတစ်စင်းပေါ့နော်မှန်ပါဆရာတော်ကိုဒါပြုလုပ်ချင်ပါတယ်မှန်ပါဆရာတော်နဲ့ဆက်တွေ့ပြီးတော့အဲ့လိုမျိုးဆိုရင်တော့ဆက်တွေ့လို့ရနိုင်တယ်လေမှန်ပါဆရာတော်အများဖြင့်ဆရာတော်စီဆက်တွေ့တိုင်းမှာဆရာတော်တော့မအားတဲ့အတွက်ပေါ့လေမှန်ပါဆရာတော်နားရှိနေတဲ့ကပ္ပိယဖြစ်ဖြစ်ဒါမှမဟုတ်ဘုန်းကြီးတွေဖြစ်ဖြစ်ဒါမှမဟုတ်ဆရာလေးတွေပေါ့နော်မှန်ပါသူတို့ကတစ်စင်ပေါ့လေဆရာတော်တော့စာပို့ထားတယ်ပြောပြပါအောင်အဲ့လိုမျိုးပေါ့အဲ့လိုဆက်တွေ့တယ်ဖြစ်ဆိုရင်တော့ဆက်တွေ့လို့ရတယ်အဲ့ရကြီးဆိုရင်တော့ဆရာတော်မှာအခုတော့ရှောက်တရားတွေပေါ်ဒီပြဿနာတွေဖြေရှင်းပေါ့နော်မှန်ပါရေးဖြေတွေလုပ်နေတာနဲ့ပဲမှန်ပါမအားတဲ့အတွက်ပေါ့လေမှန်ပါညမိုးချုံမှတခါလေညမိုးချုံရင်လည်းအရန်ပင်ပန်းလို့ရင်မကြည့်ပြတော့ message တွေကမှန်ပါအဲ့ခါကျတော့တရားလောက်မကြည့်ရင်တော့မှတော်တော်များ message တွေအများကြီးဝင်တဲ့အခါကျတော့ပို့နေကြမဟုတ်တဲ့လူရဲ့ message ကပြန်ပြီးရှာဖို့အများကြီးအဝေးဖြစ်သွားတာပေါ့လေမှန်ပါဆရာအဲဆိုဆရာတော်ဗျာဒီတော့အဓိကရှောက်ထားလို့တာကအကယ်၍မြန်အဲ့ဒီသတင်းမီဒီယာကဆရာတော်ကိုမှန်တကယ်ဆက်သွယ်လို့တာပဲဖြစ်ဖြစ်တကယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ interview လုပ်လို့တာပဲဖြစ်ဖြစ်ကယ်၍သူတို့ဘက်ကစံတာရှိခဲ့တယ်ဆိုရင်ရောဆရာတော်အနေနဲ့ဖြေကြားလို့ခြင်းရှိမရှိဒီကနေစင်သိပြရစီပါဗျာအဲ့ဒါတော့ဆရာတော်အနေနဲ့ကတော့ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာကကိုယ့်ဘက်ဒီဘက်ပေါ့နော်မှန်ပါတစ်ဖက်စလုံးပေါ့လေဆရာတော်ဘက်ကကြည့်ရင်တော့ကိုယ့်ဘက်ဒီဘက်ပေါ့လေမှန်ပါအချင်းချင်းညီနိုင်ဖြည့်ရှင်းမှုမလုပ်ဘဲနဲ့ပေါ့လေမှန်ပါဒါလည်းနဲ့တော့၎င်းပေါ့မှန်ပါမီဒီယာတော့၎င်းပေါ့မှန်ပါတိုက်ခိုက်တစ်ဖက်သက်ပြစ်တင်ပေါ့နော်မှန်ပါဗျစန့်ကျင်နေကြတယ်ဒီနဲ့တစ်ဖက်စလုံးနဲ့ဆရာတော်တွေ့တာမှန်ပါဆရာခုလိုပေါ့သူတို့ဆိုရင်တော့ဒါတစ်ဖက်ကဒီလူဘက်ကပြောပေါ့နော်တော်လိုင်းဘက်ကပဲပြောပေါ့လေမှန်ပါအဲ့လိုလုပ်တဲ့လူတွေလည်းမဲဆောင်ပါဆရာတော်ကိုယ်တိုင်မဲပရေးတာပါမှန်ပါဒီမှာတော်ပြီးတော့မှတွေ့ခဲ့မှုလေးတာမှန်ပါဒီထဲမှာကျတော့အများဖြင့်အတိုက်ခံဘက်တွေကမတွေ့ကြဘူးမှန်ပါဆရာအဲ့ဒါနေဆက်သွားပြီးတော့ဘူးရတော့မှတွေ့ရနေတာပါမှန်ပါအဲ့တော့လည်းမခက်ခဲပါပြီးတော့ဘန်ကောက်မှာဆိုလည်းမဟာချိုင်ရေးတာမှာဆိုလည်းအဲ့လိုပေါ့တော်လိုင်းထောက်ပို့တွေနဲ့တွေ့ကြတာပဲမှန်ပါဆရာတော်အနေနဲ့ကတော့RFA ပဲဖြစ်ပေါ့လေမှန်ပါဘူးဒီဌာနတွေနဲ့လည်းတွေ့နေကြပါပဲမှန်ပါတွေ့ကြရအကြောင်းမရှိပါဘူးဆရာတော်တော့အဲ့လိုမျိုးဒီတစ်ဖက်နဲ့တစ်ဖက်ဒဇင်စကားနဲ့ဆွဆွဲတာအထက်ပေါ့နော်ကာကန်ရှင်ကိုတိုက်ရိုက်မေးမြန်းပြီးတော့မှပေါ်ပြတာမျိုးကပို့ပြီးတော့ကောင်း
စားပေါ့နော်မှန်ပါပဲအဲ့လိုလောက်တာပုံမှန်တယ်ဒီကောဆိုဆရာတော်အကြောင်းရေးတယ်ဆိုရင်ဆရာတော်ရှိနေသေးတယ်လေဆရာတော်အသိဆုံးပေါ့နော်မှန်ပါဆရာတော်ပြောတာကိုယုံတဲ့တာပေါ့ဒါမှမဟုတ်ဆရာတော်လုံးဝမကောင်းမြင်နေလို့လူလိန်ဖုံးကြီးလို့မြင်နေလို့မယုံရင်တော့လည်းမတတ်နိုင်ဘူးပေါ့နော်မှန်ပါဆရာတော်ဆိုရင်တော့ဒါကာကန်ရှင်ပြောတဲ့ဥစ္စာကိုဒါဘာပြောသူ့စကားဆိုပြီးတော့မှလေမှန်ပါဒါသူပြောတာလေတိုက်ရိုက်တာဒါမြစ်စီမပြောတာလေဆရာတော်စီကိုဆက်တွေ့တယ်ဆိုတော့ဘာပြောဆရာတော်အနေနဲ့ဒါဒဇင်ပြောတယ်ဆိုရင်တော့စိတ်ဝင်စားဘူးပေါ့နော်အဲဆိုဒဇင်စကားဆိုတော့အများကြီးမှားတာနေများလို့ချိန်ကမှန်ပါမြစ်စီမပြောတာမဟုတ်ပဲတခြားတယောက်ကပြောတယ်ဆိုရင်ဒါသူကလည်းသူနားကြမှားလို့ပဲဖြစ်ပေါ့နော်မှန်ပါထင်မှားလို့ပဲဖြစ်ပေါ့ပြောတာမျိုးဖြစ်တတ်တယ်အများကြီးကမှန်ပါဆိုတော့ဓာတ်ရိုက်မဟုတ်ရင်ဆရာတော်သိပြီးတော့အလုံးမလုံးတာအများမှန်ပါဒဇင်ဆရာတော်ဘယ်လိုကတော့ဘယ်လိုပြောနေပါလဲဆိုရင်တော့အဲဒါဆရာတော်စိတ်ဝင်စားဓာတ်ရိုက်ကြီးဆရာတော်ပြောရင်တော့ဆရာတော်ဒါဖြည့်ရှင်းမယ်ပေါ့နော်မှန်ပါဓာတ်ရိုက်မဟုတ်ပဲနဲ့ဒဇင်စကားနဲ့ကြားတဲ့ကိစ္စတွေပေါ့လေမှန်ပါအဲ့ဒါမျိုးဆိုရင်မပြောဘူးပေါ့နော်ဒါမှမဟုတ်ဆရာတော်ဓာတ်ရိုက်မဟုတ်ပဲနဲ့မီဒီယာပေါ်မှာဝေဖန်တယ်ဆိုလည်းမပြောဘူးပေါ့တောင်းတော့အဖြစ်ရှင်းပါမှန်ပါဘူးအဲဆိုတော့ဆရာတော်ဓာတ်ရိုက်ဆက်သွယ်လို့ရတယ်ဓာတ်ရိုက်ရှင်းခြင်းရှင်းမရှင်းခြင်းလို့မှန်ပါအသက်နဲ့ဟောပေါ့နော်အပြစ်ပြောခြင်းလို့ပေါ့နော်ဆဲခြင်းလို့ပြောတာမျိုးကြတော့ဆရာတော်အနေနဲ့ဘာမှသိခံတရားတော်အရာနဲ့ဒါလေမှန်ပါဆရာသူ့ရဲ့သူကျင့်တတ်မှုရရှိဖို့ပေါ့အဓိကတော့မကျင့်တတ်ဘူးပေါ့မှန်ပါဆရာကျင့်တတ်လို့လုပ်တာမှန်ပါဆရာတော်ကများပြတော့ဒါဆရာတော်ဟောတဲ့တရားတွေကမှားနေလို့ဒါတရားမှားတွေဖြစ်နေလို့မကျင့်တတ်ဘူးဒါသူ့ဘက်ကနေပြောတာတော့မှန်ပါဆရာတော်တရားမှားတယ်လို့ဆရာတော်ကပြောနေတာပေါ့ဆရာတော်ကအမှားပြင်တယ်လို့ကဘာမှခက်တဲ့ကိစ္စမဟုတ်ဘူးမှန်ပါဆရာသူတစ်ပါးရဲ့အမှားတော့ပြင်နေနေတာမှန်ပါဆရာအမှားပြင်တယ်ဆိုတာနည်းနည်းလွယ်တဲ့အလုပ်ဆရာတော်ကမအားလို့မပြင်သေးတဲ့တချို့ဟွာတွေကရှိမှာပေါ့နော်မှန်ပါဆရာတော်ကဒါဆရာတော်ကစစ်တပ်ဘက်ကလိုက်လို့ဒီကတာအားပေးလို့ဆိုလဲအဲ့လိုအမြင်နေနဲ့မကျင်တတ်လို့ပေါ့နော်ဆဲလဲရမှကျင်နေတယ်ဆိုရင်လည်းဒါအဲ့လိုစီကျင်တတ်သွားအောင်လည်းလက်ခံ